အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့အထက်တန်းရှိနေနှင်းဝီထွန်ပဲဖြစ်ပါတယ်ရှင်။ရွာမြေနဲ့လေမြေရဲ့ကွာခြားပုံကိုသိချင်လို့ပါဆရာမတဲ့။ဒီမိကုန်းလေးကိုပြန်လည်ဖြေချပေးရမယ်ဆိုလို့ရှိရင်ရွာမြေကဘလူမြေပဲဝယ်ဝယ်ပေါ့နော်။ရွာမြေလို့ဆိုပြီးဆိုတာနဲ့ကျမတို့ကဘယ်မှာမြေစိရင်သွားပြီးတော့စစ်ရမှာလဲဆိုတော့ကြေးတိုင်းနဲ့မြေစင်းဦးစီးဌာနလို့ခေါ်တဲ့မြို့နယ်ပေါ့နော်သူ့ရဲ့တက်ဆိုင်ရာမြို့နယ်မှာတွားရောက်ပြီးတော့စစ်ဆေးလိုက်တဲ့အခါမှာရွာမြေဆိုလို့ရှိရင်ကြီးရွာနည်းနည်းမိတ်ဧရိယာအတွင်းကိုဝင်တာဖြစ်တယ်အဲ့လိုမျိုးကြီးရွာနည်းနည်းမိတ်ဧရိယာအတွင်းကိုမဝင်ဘဲနဲ့ပေါ့နော်သူတို့ရဲ့မြေပုံမှာ R1 R2 R3 R4 ဆိုတဲ့အာဆိုတာကကြတော့ကျမတို့လေမြေတွေကိုခေါ်ဆိုတာဖြစ်တယ်။လေယာမြေဥပဒေပုံမှာ3ကကြီးခဝေးအရာပေါ့နော်ဒါတွေဟာလေမြေလို့ဖြစ်တယ်။ရွာမြေကကြတော့အဲ့ဒီရွာမြေကိုဝယ်ယူပြီးတော့အဲ့ဒီမြေကွက်ကိုဝယ်ယူပြီးတော့အပင်စိုက်လို့ရတယ်လွှဲပြောင်းရောင်းချလို့ရတယ်ပြီးတော့နေထိုင်လို့ရတယ်အခုနောက်ပိုင်းတွေဆိုလို့ရှိရင်နိုင်ငံတော်ကနေပြီးတော့သူတို့ဒီစီမံကိန်းတွေဖော်ထုတ်ပြီးတော့ပေါ့နော်ကြေးရွာခရံတွေချထားပြီးတာမျိုးတွေရှိတယ်ဒါကရွာမြေရဲ့အားသာချက်လယ်မြေကကြတော့ရာမြေဥပဒေပုံမှာ3ခဝေးအရာဆိုလို့ရှိရင်လူတို့ဖန်တီးထားတဲ့စိုက်ပျိုးဖို့အတွက်ပေါ့နော်ဖော်ထုတ်ထားတဲ့မြေကွက်တွေဖြစ်တယ်စိုက်ပျိုးရည်တွေပေးသွင်းပြီးတော့စဘာအထီးကစိုက်ပျိုးလို့ရနိုင်တဲ့မြေအမျိုးအစားကိုလယ်မြေလို့ခေါ်ဆိုတာဖြစ်တယ်အဲ့ဒီလယ်မြေကကြတော့ဘယ်ထဲမှာပါသွားတာလဲဆိုတော့သူကလေယာမြေထဲမှာပါသွားတယ်လေယာမြေဥပဒေပုံမှာ3ကကြီးအရာပေါ့နော်လေမြေတွေယာမြေတွေဓနိမြေတွေကိုင်းကျုံမြေတွေပြီးတော့ဥယျာဉ်မြေတွေဒါတွေဟာဆိုလို့ရှိရင်လေယာမြေထဲမှာပါပါတယ်ဆိုပြီးတော့ဘယ်လိုပြောမလဲအဓိပ္ပာယ်သတ်မှတ်ထားတာရှိတယ်ပေါ့နော်လေမြေနဲ့ရွာမြေရဲ့ကွာခြားချက်ကကြတော့လေမြေကအပင်ပဲစိုက်လို့ရတယ်တီးနှံပဲစိုက်လို့ရတယ်လိုရောင်းချပေါင်နှံလွှဲပြောင်းလို့ရတယ်စီမံကိန်းရှိလို့ရှင်ကြေးရွာကရန်တောင်မှရရှိနိုင်တဲ့မြေအမျိုးအစားဖြစ်တယ်လေမြေကကြတော့သူကငကူကလေးကစိုက်ပျိုးရေးပြုလုပ်ဖို့အတွက်ဒီလုတ်ပိုင်ခွင့်ပေါ့နော်ပိုင်ဆိုင်ခွင့်မဟုတ်ဘဲနဲ့ဒီမြေကြီးပေါ်မှာလယ်သမားကိုကဲမင်းကတော့တီးနှံနေစိုက်ဖို့အတွက်သူတို့ကချထားပေးတာဖြစ်တယ်အဲ့လိုမျိုးလယ်သမားကပေါ့နော်တီးနှံစိုက်ရင်ရနေပဲနောက်ဆုံးသူကတီးနှံစိုက်တယ်စိုက်တာတစ်နှစ်ရှိမလား6လရှိမလားဒါဆိုရင်သူ့ကိုကျမတို့ကဒီပုံစံခွန်လေးရှောက်လို့ရတယ်အဲ့ဒီပုံစံခွန်ကိုလည်းအမွေစက္ကန့်ပိုင်ခွင့်ရှိတယ်